Aji sa ko kwa. Ang may minglawa. Blessing vlogs မှာပြန်လိုက်ကြိုဆိုပါတယ်ဒီနေ့ lesson မှာကတော့အဖြစ်သဘောစီခံစားမှုနဲ့ဆိုင်တော့ဝါရများတွေကိုအင်္ဂလိပ်လိုလေ့လာသွားကြဖို့ရင်ဖြစ်တယ်အသမိပြီဆိုရင်တော့စားလိုက်ကြစို့တဲ့ one နေတော့ upset I'm upset with your results တဲ့အမတ်တွေပေါ်ငါဝမ်းနေတယ်နဲ့မနာတော့ jealous she is jealous of my success ငါရဲ့အောင်မြင်မှုပေါ်သူမကမနာလိုဘူး3ဆုံးရင်လျက်ရှိတော့ anxious don't be anxious about tomorrow မနေ့ပြန်ဖို့မစိုးရင်နဲ့4မချင်တဲ့တော့ unsatisfied I'm unsatisfied with my results ကျမရဲ့အမတ်တွေပေါ်မှာကျမမချင်ဘူးငါစိတ်ကောက်တော့ sulky she is very sulky today သူမဒီနေ့အရင်စိတ်ကောက်နေတယ်6စိတ်ရှုပ်တော့ confused I'm confused with the instructions ညွှန်ကြားချက်တွေနဲ့စိတ်ရှုပ်သွားတယ်ကဲဒီနေ့ lesson မှာသင်သွားတဲ့ဒီ word 6လုံးကိုအားလုံးပြောချင်ထားကြရအောင်နောက်ဗီဒီယိုမှာပြန်ဆုံမယ် bye bye